စနိုးဒီမှာအောင်မင်းရဲ့ဆိုတာ keyboard စင်းတွေကိုစစ်ထုတ်မယ်ဒါဆိုရင်ကြားလာမယ်တိန်တို့ရဲ့ဆိုတာ degree ရဲ့ဆောင်းပေါင်းစင်းတွေစစ်ထုတ်မယ်ဒါဆိုရင်စနိုးကဒီလိုစမတ်ကြလေးနဲ့အလွယ်တကူစစ်ထုတ်လို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်โอเคအချက်ဆိုတာဘယ်ကနေသွားမလဲဆိုရင်table ဆိုင်ပြောင်းမယ်ဆိုရင်ပထမဆုံးအနေနဲ့ဆိုလို့ဒီ table တစ်ခုလုံးကိုဆက်လက်လေးပေးလိုက်ပါဒါဆိုရင်စမလို့ဒီမှာ table တစ်ခုလုံးကိုဆက်လက်လေးပေးတယ်ပြီးသွားပြီဆိုရင်စမလို့က home tab လေးတွေကိုသွားမယ် format table တွေကိုသွားမယ်ပြီးပြီဆိုရင်ကိုစိတ်ကြတဲ့ table design တစ်ခုကိုရွေးလိုက်ပါပြီးသွားရင်ဆိုတော့ okay လေးပေးလိုက်မယ်ဒါဆိုရင် table လေးဒီပါဖြစ်သွားရင်လည်း table design ဖြစ်သွားပြီပြီးပြီဆိုရင်စမလို့ကဘယ်ကနေသွားမလဲဆိုရင် table design table Tuesday မှာပေါ့နော် table design ရှိမယ်စမလို့က smart ကြသုံးချင်တာဖြစ်တဲ့အတွက် insert slicer ဆိုတာလေးကိုနှိပ်ခဲ့ပေးမယ်။ဘာတွေကိုစစ်ထုံးမှလဲ customer name ရဲ့ပြီးတော့ရင် store ရဲ့ဒါဆိုစမလို့ဒီ customer name နဲ့ store ကို selection လေးပေးမယ်ပြီးတော့ရင် okay ပေးလိုက်မယ်။ဆိုတော့ဒီမှာဆိုရင်တော့ပေါက်ကလေးနှစ်ခုကြားလာမယ် customer ပေါက်ရဲ့ပြီးတော့ဆိုတာ store ဆိုတဲ့ပေါက်လေးရဲ့ဒါလေးကို color လေးတွေချိန်ချင်နေဆိုရင်ဒီမှာ slicer style ဆိုတာလေးရှိတယ်စမလို့ကိုကြိုက်တဲ့ style လေးတွေပြောင်းလို့ရတယ်ပေါ့နော်။ဒီထဲမှာစမလို့ကအောင်မင်းရဲ့ keyboard ဝယ်တဲ့စရင်နောက်ခါကျတော့စမလို့ဒီနေလေးရဲ့စမလို့က keyboard စရင်နောက်ဒီမှာဆိုရင်အောင်မင်းရဲ့ degree ရဲ့စာပေါ့စသဖြင့်စမလို့စမကြနဲ့အလွယ်တကူအသုံးပြုလို့ရသွားပါလိမ့်မယ်နော်တကယ်လို့စမလို့ကမသုံးချင်တော့ဆိုတော့ဒီမှာတက်ချက်လိုက်မယ် delete ဒီမှာလည်းတူတူပဲမလို့ကျွန်တော် delete နဲ့ပြတ်ဖြတ်မယ်အဲဆိုဒီ table လေးကိုမူလ table တိုင်းပြန်ပြောင်းချင်ရင် table design နဲ့တော့ command to run ပြီးသားရဆိုနေခဲ့ပေးပါဒါဆိုစမလို့ဘာဖြစ်သွားလဲဆိုလို့ရှိရင်တော့ရိုးရိုး table လေးပြန်ပြီးတော့ဖြစ်သွားပါလိမ့်မယ်နော် okay အားလုံးပဲအဆင်ပြေပါစေရှင်ဒီအကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါနော် exam နဲ့ပတ်သက်ပြီးတော့ဆိုလိုက function တွေ formula တွေကိုစနစ်တကျအသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင် Star Computer ရဲ့အပြင်တန်း online တန်း advanced class လေးကို join လို့ရပါတယ်ရှင်